ငွေကြေးတိုးတက်အောင်မြင်ဖို့ရန်လူတိုင်းအတွက်လိုက်နိုင်တဲ့သော10ချက်နံပါတ်1တစ်နှစ်အရေးပေါ်ရန်ပုံငွေကိုငွေသားအမြဲစုဆောင်းပါနံပါတ်2အနည်းဆုံးချွေတာပြီးတင်စုစုပေါင်းဝင်ငွေ၏20%ကိုအနည်းဆုံးရင်းနှီးမြှုပ်နှံပါနံပါတ်3အဓိကကုန်ကျစရိတ်များအတွက်သာငွေသားပေးချေပါကြံအသုံးစရိတ်အားအနည်းဆုံး20%လျှော့ပါနံပါတ်4စားအုပ်များစားစရာများကျန်းမာရေးအတွက်ငွေကြေးသုံးစွဲခြင်းများကိုစီစစ်ပါနံပါတ်5စီးပွားရေးသင်တန်းများကိုစိတ်ဝင်စားသင်ယူပါနံပါတ်6ကျန်းမာရေးသို့မဟုတ်ပညာရေးတွင်အကန့်အသတ်မရှိသုံးစွဲပါနံပါတ်9အကောင်းဆုံးအရေးသွေးကိုဝယ်ပြီးတက်နိုင်သမျှထိန်းသိမ်းထားပါနံပါတ်10သင်လေးစားနှစ်သက်သောသူများနဲ့တွဲလို့ရန်လုံလောက်သောဝင်ငွေထားပါနံပါတ်9မှန်ကန်သောလူနဲ့လက်ထပ်ပါနံပါတ်10ငွေသည်သင်ဘဝကိုအုပ်စိုးခွင့်မပြုပါနဲ့စီးရင်စရာထက်ကျော်လွန်၍အရေးကြီးသောအရာများအတွက်အချိန်ပေးပါ